ရာဒီဥတုအေးလေးနဲ့ရှူးရှက်ပွင့်ထွက်မဲ့အတုပ်ကလေးကလည်းစားခြင်းနဲ့အချိန်ကလည်းမပေးနိုင်ဘူးဈေးကလည်းမသွားနိုင်တော့အိမ်မှာရှိရဲ့ပစ္စည်းလေးတွေနဲ့3မိနစ်အမြန်အတုပ်တုပ်လိုက်တာစားကောင်းလွန်းလို့တုံးကြီးလေးကိုလာမြောက်ဝေပေးတာဖြစ်ပါတယ်တမယာဒီကိုရေခဲတတာထဲမှာလိုက်ရှာတာလေလုံးဝရှာလို့မတွေ့ဘူးကြောကောဒီပဲတွေ့အဲ့အားနဲ့တင်ကြောကောဒီတုပ်စားဖြစ်သွားတယ်ပေါ့နော်ဒီကြောကောဒီတုပ်ကလေးထဲမှာငရုတ်တီအလှော်မုတ်လေးထည့်တယ်ပြီးတော့အချုံမုတ်လေးနဲ့ပစွန်ချောင်းမုတ်စီစိမ့်လေးနှစ်စွန်းထည့်ပြီးတော့ရောသမမွေပြီးရဲ့အခါကျတော့မှဆက်ဆက်ကလေးစားခြင်းစိတ်ဖြစ်လာတဲ့အဲ့ဒါနဲ့ငရုတ်တီမှုတ်ထပ်ထည့်လိုက်တယ်ပြီးတော့အငံအရသာအတွက်စားနဲ့ထည့်ပေးလိုက်တယ်စားကောင်းမှမလားမသိဘူးဆိုပြီးတော့မှွေပြီးတော့မြည်ကြည့်လိုက်တဲ့အခါမှာအရန်ကိုစားကောင်းနေရတဲ့ထမင်းပုတ်ပူတပကံတွားယူလိုက်တယ်ပြီးတော့မနက်ကပြုတ်ထားတဲ့ကြက်ဥပြုတ်လေးတစ်လုံးမှာယူပြီးတော့ထမင်းပုတ်ပူလေးနဲ့မှွေပြီးတော့စားရလေအရန်စားကောင်းတာပဲပြီးတော့ကြက်ဥပြုတ်လေးကိုလေအတုပ်ကလေးထဲမှာခြေပြီးတော့ထမင်းပုတ်ပူလေးနဲ့တွဲပြီးတော့စားလိုက်တဲ့အခါမှာလေအရန်ကောင်းလုံးအားကြည့်လို့လေရက်လို့မရဘူးထမင်းတပကံကလေဘလို့ကုံသွားမှအောင်မသိတာအဆုံးထိကြည့်ပေးတာကျေးဇူးပါနောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်